မင်းတယ်ရီရောက်လာပြီဟိုစတန်မျိုးလေကောင်မှာမင်းကိုဖြုတ်ချအရှက်ခွဲမယ်ငါစားဝင်ထိုးလို့ငါရမယ့်ချန်ပီယံကပတ်ကိုမင်းရသွားတာဆိုတော့ဗန်ကိုလေးတိုက်လိုက်တဲ့မန်နေကေရေဒများလုံးပဲမင်္ဂလာပါများ Can5 News ကတင်ဆက်နေပါတယ်မန်နေကေရဲ့ Brandon Rival ကိုနိုင်ယူပြီးပြောကြားလိုက်တဲ့စကားလုံးတွေကရိုးရှင်းရှင်းစိန်ခေါ်မှုတကူမဟုတ်တော့ပါဘူးဒါကဂျိုရှော့ဘန်ရဲ့ချန်ပီယံဂုံပုတ်ကိုဓာတ်ရိုက်စော်ကားလိုက်တာဖြစ်တယ်လို့အတိတ်ကအဖြစ်အပျက်တွေပုံကိုရေးမကြီးနက်ချက်တွေနဲ့စီးပွားရေးဆိုင်ရာတွက်ချက်မှုတွေကိုပါပေါင်းဆက်ထားတဲ့စစ်ကြေညာစရန်တစောင်းဖြစ်ပါတယ်မင်းတယ်ရီဒီမှာရှိနေပြီး Your Daddy is here ဆိုတဲ့စကားလုံးဇူလိုင်လကငါးချီတော့မကြိုးရင်ဆိုတဲ့နောင်တတရားနဲ့ဟူစတန်မှာတည်လိုက်ကွာဆိုတဲ့ရဲရင်မှုတွေပါဝင်နေတဲ့ဒီအင်တာဗျူးနဲ့ပတ်သက်လို့ဒီနေ့ဗီဒီယိုမှာကျွန်တော်နားလည်မိသလောက်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ UFC Fighter ရဲ့မီရောက်အောင်မှာမန်နေဂိတ်ကအောင်နိုင်သူတယောက်ရဲ့မန်ပြင်းနဲ့မိုက်ခွက်ကိုဆွဲယူလိုက်ပါတယ်သူရှိမှလဲလျောင်းနေတာကအဆင့်1 contender ဟောင်း Brandon Rival ဖြစ်ပါတယ်ဒါပေမဲ့ကိတ်ရဲ့မျက်လုံးတွေက Rival စီမှာမရှိတော့ပါဘူးကင်မရာတွေအဆင့်ကြည့်နေမဲ့လက်ရှိချန်ပီယံဂျိုရှိုဘန်စီကိုတနက်မတ်ဦးတည်နေတာဖြစ်ပါတယ်သူပြောလိုက်တဲ့စကားတိုင်းကဗိုင်းရဲ့နှလုံးသားကိုထိုးနှက်ဖို့ရည်ရွယ်ထားတဲ့ဓာတ်သွားတွေလိုထက်မြက်လွန်လှပါတယ်။မန်နေကေရဲ့စကားထဲမှာတော့အစိတ်အတောက်ပြင်းထန်ဆုံးအချက်ကတော့ဗိုင်းရဲ့ချန်ပီယံဖြစ်တည်မှုကိုအသိမှတ်မပြုခြင်း delicate mice ဖြစ်ပါတယ်။ဇူလိုင်လတုန်းကငါးချီတော့တာမကြိုးရင်အခုငါချန်ပီယံဖြစ်နေပြီဆိုတဲ့စကားကတမိုင်းကြောင်းကိုပြန်လှန်တာဖြစ်ပါတယ်။ဇူလိုင်လတုန်းကဂိတ်က Rival နဲ့ထိုးရမယ့်ပွဲကိုဒဏ်ရာကြောင့်ဆိုပြီးနှုတ်ထွက်သွားခဲ့ရတာကြောင့်ဗန်ကသူ့နေရာအစားဝင်ထိုးပြီးတော့အခုလိုချန်ပီယံလမ်းကြောင်းကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဂိတ်ကဗန်ကိုချန်ပီယံအစ်စ်လို့မမြင်ပါဘူး။ငါမအားလို့မင်းကိုခဏကင်ခိုင်းထားတာဆိုတဲ့သဘောမျိုးပြောဆိုလိုက်တာပါဒါကဗန်ရဲ့မာနာကိုကြီးကျယ်ထိခိုက်စေပါရီမင်းကကန်ကောင်းလို့ရတာအရေးချင်းကြောင့်မဟုတ်ဘူးဆိုတဲ့ message ကဗန်ကိုဒေါသထွက်ပြီးတော့ပွဲလက်ခံလာအောင်စွာပေးလိုက်တာဖြစ်ပါရီအားကစားလောကမှာပြိုင်ဘက်ကို Sun ကစ်လို့ခေါ်လိုက်ပြီးတော့ကိုအဖေဒယ်ဒီလို့သုံးနှုံးတာဟာအမြင့်ဆုံးသောစော်ကားမှုနဲ့စိတ်သက်စစ်စင်ရေးပါပြီဂိတ်ကဗန်ထက်ဝါရင်ပါရီငါလူကြီးမင်းကကလေးဆိုတဲ့ဆက်ဆံရေး Harachri ကိုတိဆောက်လိုက်တာဖြစ်ပါရီကလေးတယောက်ကလူကြီးကိုမနိုင်ဘူးဆိုတဲ့အသည့်ကိုမသိစိတ်တဲ့ရိုက်သွင်းပေးလိုက်တာဖြစ်ပါရီဒယ်ဒီဆိုတာအိမ်အောင်ဦးစီးဆုံးဖြတ်ချက်ချသူအာနာရှိသူပါဂိတ်ကဒီဝိတ်တန်းရဲ့ပိုင်ရှင်ဟာဘန်မဟိုဘဲနဲ့သူသာဖြစ်ကြောင်းကြေညာလိုက်တာဖြစ်ပါရီမင်းကဟူစတန်မှာနေတာမလားဖေဖော်ဝါရီဟူစတန်မှာတီလိုက်ကွာဆိုတဲ့စိန်ခေါ်မှုကကဲ့ရဲ့ယုံကြည်မှုတွေဘယ်လောက်ထိမြင်မာနေပြီလဲဆိုတာပြသနေပါရီဟူစတန်ဆိုတာဂျိုရှိုဘန်ရဲ့အိမ်ကွင်း home town ဖြစ်ပါရီပရိသတ်အပိမှုပြည့်ရှိမဲ့နေရာပါပုံမှန်ဆိုရင်စိန်ခေါ်သူတွေကကြားကွင်းဒါမှမဟုတ်ကိုကွင်းကိုလိုချင်ကြပါရီဒါပေမဲ့ဂိတ်ကတော့မင်းအိမ်မှာလာတက်ပြမယ်လို့ပြောကြားလိုက်တာပါရန်သူနယ်မြေထဲဝင်ပြီးတော့ရန်သူကောင်းဆောင်ကိုဖြုတ်ချတာလောက်အရသာရှိတဲ့နိုင်ပွဲမရှိပါဘူးဂိတ်ကဗန်ရဲ့ပရိသတ်တွေရှေ့မှာရင်ဗန်ကိုအရက်ခွဲဖို့ရည်ရွယ်ထားတာဖြစ်ပါရီဖေဖော်ဝါရီလဆိုတာကလည်းအချိန်ကိုက်ပါပြီမင်းတယ်ရီကပါရာမောင်းနဲ့စာချုပ်သစ်ချုပ်ထားတဲ့ပွဲမှာဆိုတဲ့စကားက UFC ရဲ့နာဂတ်မီဒီယာအခင်းကျင်းကိုပါလှည့်ဟပြသလိုက်တယ်လို့ဖြစ်နေပါရီပါရာမောင်းမီဒီယာကုမ္ပဏီကြီးနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်လာမယ့်နေ့မှာတော့ ESPN ရဲ့နေရာကိုအစားဝင်ရောက်လာတော့မှာပါဂိတ်ကဗန်ကိုငါနဲ့ထိုးမှမင်းပိုက်ဆန်ရမယ်ဆိုတဲ့သဘောမျိုးလေးပြောချင်မှုရပါရီငါက A site ဆွဲဆောင်မှုရှိသူမင်းရ B site ကပတ်ပိုင်ရှင်သာဖြစ်သူဆိုတဲ့စီးပွားရေးသဘောတရားကိုထည့်သွင်းပြောကြားသွားတာဖြစ်ပါရီRival ကငါ့ကိုနိုင်ယူမယ်လို့မင်းပြောတယ်မင်းသိပါရီဒီစကားကဂိတ်ဟာအညိုတေးကြီးသူဖြစ်ကြောင်းပြသနေပါရီဗန်ကပွဲမတိုင်ခင်မှာ Rival နိုင်မယ်လို့ခံမှန်းခဲ့တာကိုဂိတ်ကမှတ်ထားပါရီမင်းရဲ့သုံးသက်ချက်တွေမှားတယ်မင်းရဲ့မြင်နေမှားတယ်အဲဒါကြောင့်မင်းငါ့ကိုနိုင်မယ်ထင်နေတာကလည်းမှားလိမ့်မယ်ဆိုတဲ့ယုတ်တိကိုဂိတ်ကတိဆောက်ပြလိုက်တာပါ Rival ကိုလဲထိုးလိုက်ခြင်းကဗန်ရဲ့ခံမှန်းမှုကိုရိုက်ချိုးလိုက်ခြင်းဖြစ်တယ်လို့ဗန်ရဲ့ယုံကြည်မှုကိုပါတုံ့လှုပ်သွားစေနိုင်ပါရီမန်နေကေရဲ့ဒီအင်တာဗျူးဟာ UFC သမိုင်းမှာအကောင်းဆုံး post fight call out တွေကတစ်ခုဖြစ်စည်ရင်ဝင်သွားခဲ့ပါပြီသူကဗန်ကိုညင်လို့မရအောင်လို့တောင်မျိုးစုံကနေပိတ်ဆို့လိုက်တာပါ legitimacy ရမင်းကအစားတို့ချန်ပီယံလို့ပြောပြီးတော့ဂုဏ်သိက္ခာကိုထိပါပါရီ ego ရ daddy လို့သုံးလုံးပြီးတော့ဗန်ကိုလူရမသွင်းပါဘူး bravery ရ Houston မှာချမယ်ဆိုပြီးတော့တတိရှိရှိစိန်ခေါ်ပါရီ prediction ရ rival နိုင်မယ်ဆိုပြီးအချက်ခွဲပါရီဂျိုရှဘန်အနေနဲ့ဒီစိန်ခေါ်မှုကိုလက်မခံရင်ကြောက်လို့ပြောခင်ရမှာတေးကြသလိုလက်ခံရင်လည်းသူ့ရဲ့ကစားမပွားရဲ့အနေအကြီးဆုံးပြိုင်ဘက်နဲ့သူ့အိမ်ခွင်းမှာရင်ဆိုင်ရတော့မှာဖြစ်ပါရီဂိတ်ကတော့စာရုပ်လက်မှတ်ထိုးဖို့ဘောပင်ကိုဗန်ရဲ့မျက်နှာရှိကိုထိုးပေးလိုက်ပါပြီညီကိုတို့ကရောကိရဲ့စကားတွေအပေါ်မှာဘလို့မြင်ကြပါလိမ့်များပြောပြပေးသွားခဲ့လို့ရပါရီစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရများ